မင်္ဂလာပါရှင်။တင်ကပျော်ရွှင်နေတတ်တဲ့သူလား။ဒါမှမဟုတ်ပျော်ပျော်နေတတ်တဲ့သူလား။ကျမတို့တွေကပျော်ရွှင်မှုကိုယာတုဝေကြီးဒါမှမဟုတ်တခြားသူတွေရဲ့ချစ်မှုတွေကြားထဲမှာပျော်ရွှင်မှုကိုရှာဖွေတတ်ကြပါတယ်။ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးမှာတော့ဆရာကြီးပီမိုးနေရဲ့ပျော်ပျော်ရွှင်ရွှင်စာအုပ်ထဲကပျော်ရွှင်ခြင်းဆိုတာပြင်ပအခြေအနေတွေမှာမဟုတ်ပဲမိမိရဲ့စိတ်မှာပျော်ရွှင်ခြင်းကိုဘယ်လိုရှာဖွေကြမလဲဆိုတာကိုကျမတို့အတူတူခန်းစားကြည့်ရအောင်နော်။ဆရာကြီးကဒီစာအုပ်ရဲ့ပထမဆုံးဆံမှာပဲပျော်ပျော်ရွှင်ရွှင်နေတတ်ဖို့ဆိုတာဟာအတတ်ပညာတစ်ခုဖြစ်တယ်လို့အတိအကျဆိုထားပါတယ်။ဆရာကြီးရဲ့မူရင်းအသုံးအနှုန်းကိုကိုးကားရရင်တော့လူတော်တော်များများဟာမရှိတာကိုပဲကြည့်ပြီးသိငြိနေတတ်ကြတယ်တဲ့။အိမ်ကြီးချင်းကကားအသစ်ဝယ်ရင်ကို့မှာမရှိလို့ဝမ်းနေတယ်။သူများတွေဝေကောင်းစားလာဝယ်ရင်ကိုမဝယ်နိုင်လို့စိတ်တူတယ်။ဒါဟာကိုယ့်ရဲ့ပျော်ရွှင်မှုကိုသူတစ်ပါးရဲ့ပိုင်ဆိုင်မှုအပေါ်မှာသွားပြီးပုံအပ်ထားတာနဲ့တူတူပါပဲ။ဒီခန်းမှာအကြိုက်ပေးခြင်းနဲ့အဓိကသင်ခန်းစာကတော့ကျမတို့ရဲ့စိတ်ဟာစပုံရိုက်တဲ့မှန်ပလုံးနဲ့တူရဆိုတာပါပဲ။မောင်ကိုပဲချိန်ရရင်မောင်ပုံပဲထွက်လာမှာပါ။ဒါကြောင့်ခုခါစားပြီးကို့မှာရှိနေတာလေးတွေကိုပဲသိကြရအောင်ပါရှင်။ကျမနေတာမင်းဝအောင်စားနေရတာဒီစစ်စစ်လေးအိတ်ဆက်ခွင့်ရတာဒါတွေဟာသိငယ်တဲ့အရာတွေမဟုတ်ပါဘူးရှင်။အိုင်းနဲ့အခန်းနဲ့အမြင်မှန်ရဖို့လိုအပ်ပုံဆက်လက်ပြီးတော့ဒုတိယခန်းမှာတော့ဆရာကြီးကကျမတို့ရဲ့အမြင်ကိုပြုပြင်ဖို့အားပေးထားပါတယ်။ဆရာကြီးကဥပမာတစ်ခုပေးပါတယ်။ဒီသွားနှစ်ယောက်ဟာလမ်းဘေးကဇရက်တစ်ခုမှာနားကြရဲဆိုပါစို့။ဒီယောက်ကတော့ဇရက်ကဟောင်းလွှဲနေတာဖုန်ထူနေတာကိုကြည့်ပြီးတလန်းလုံးလည်းညင်ညူလာတယ်။ဇရက်ပေါ်ရောက်တဲ့အထိသူ့မှာညင်ညူလို့မဆုံးပါဘူး။နောက်တစ်ယောက်ကတော့ဇရက်ရဲ့ပေးနာကတစ်ပင်ရိပ်လေးကိုကြည့်ပြီးအေးလေးတိုက်ခတ်တာကိုကျေးဇူးတင်ပြီးပြောသွားတယ်။အချိန်ဒီကတော့အတူတူပါပဲ။ဒါပေမဲ့ခန်းစားချက်ကတော့ကောင်းကင်နဲ့နေပြီးလို့ကချောတာပါတယ်။ဒါကြောင့်ဆရာကြီးကပြောတာပါ။စိတ်ကောင်းရှိမှစိတ်ချမ်းသာမယ်တဲ့။ဒီနေရာမှာစိတ်ကောင်းဆိုတာသူတစ်ပါးအပေါ်ကောင်းတာလည်းမကပဲကိုယ့်ရဲ့အခြေအနေပေါ်မှာအကောင်းမြတ်တဲ့စိတ်ကိုလည်းဆိုလိုတာဖြစ်ပါတယ်။အိုင်တုံးစံတုံးလောကရန်ကိုမြင်ဆိုင်ခြင်းအခုတတိယခန်းမှာတော့ဆရာကြီးကလောကရဲ့မရှောင်လဲနိုင်တဲ့လောကဓာတ်တွေအကြောင်းကိုရှင်းပြထားပါတယ်။ဆရာကြီးရဲ့မူရင်းစာသားထဲမှာဆက်တစ်ချက်ပါပါတယ်။လောကကြီးဟာကိုယ့်အလိုတိုင်းအမြဲဖြစ်မနေဘူးတဲ့။ဒါတွေကိုကျမတို့အားလုံးသိကြပါတယ်။ဒါပေမဲ့လူမကြမှုတွေဖြစ်လာတဲ့အခါကျမတို့ကဘာကြောင့်ဒီလောက်စိတ်တိုးနေကြတာလဲ။အဲ့ဒါဟာအမှန်တရားကိုလက်မခံနိုင်ကြလို့ပါပဲ။ဆရာကြီးကတိုက်တွန်းတာကတော့မုန်တိုင်းတိုက်ရင်တစ်ပင်ကြီးတွေကစုပြတ်သွားတတ်ပေမဲ့မျက်ပင်လေးတွေကတော့ဝေးညွတ်ပြီးလွတ်မြောက်သွားကြတယ်ဆိုတဲ့အချက်ပါ။ကျမတို့ရဲ့စိတ်ကိုလည်းအဲ့ဒီလိုပဲပျော့ပြောင်းအောင်နေကျင်ရပါမယ်။ဆက်ခဲဆိုတာခိတ္တဆနာပဲလာတာပါ။အဲ့ဒီအဆက်ခဲကကိုယ့်ရဲ့ပျော်ရွှင်ခြင်းဝိညာဉ်ကိုခိုးယူမသွားနိုင်အောင်ကျမတို့တတိနဲ့ဆောင်ရှောက်ရပါမယ်။ပိုင်း1ခံပြီးအလုံးနဲ့ပျော်ရွှင်ခြင်းဆရာကြီးကအခန်းလေးမှာအလုပ်အကြောင်းကိုထွက်တင်ပြောကြားထားပါတယ်။လူတော်တော်များများဟာအလုပ်ကိုဒုက္ခလို့မြင်တတ်ကြပါတယ်။ငွေရဖို့အတွက်မတက်တာလို့လုပ်နေရတယ်လို့တွေ့တတ်ကြပါတယ်။ဒါပေမဲ့ဆရာကြီးရဲ့အမြင်ကတော့အလုပ်မရှိခြင်းဟာတကယ်ဆင်းရဲခြင်းပါတဲ့အလုပ်ဆိုတာပတ်စံရဖို့တင်မကပဲကျမတို့ရဲ့စိတ်ကိုတည်ငြိမ်စေဖို့ပုဂ္ဂိုလ်ကိုတန်ဖိုးရှိမှန်းသိစေဖို့အတွက်လည်းဖြစ်ပါတယ်။ဆရာကြီးကအကြံပေးထားတာကတော့သင်လုပ်နေတဲ့အလုပ်ကိုချစ်အောင်ကြိုးစားပါ။ဒါမှမဟုတ်သင်ချစ်တဲ့အလုပ်ကိုလုပ်ပါတဲ့အလုပ်ထဲမှာပျော်ရွှင်ဖို့ဆိုတာယာတုကြီးမှမဟုတ်ပါဘူး။မိမိလုပ်နေတဲ့အလုပ်သေးသေးလေးကတစ်ဖက်သားအတွက်အကျိုးရှိသွားတယ်ဆိုတဲ့အသိလေးကတွင်သင်ကိုပျော်ရွှင်မှုပေးနိုင်ပါတယ်ရှင်။ဆက်လက်ပြီးတော့အခန်းကမှာတော့ဆရာကြီးကလူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီးအရန်ကိုခင်မိတဲ့ချက်တစ်ချက်ကိုပြောထားပါတယ်။အဲ့ဒါကတော့ညညို့ကိုဖျောက်ဖျက်ခြင်းပါပဲ။ဆရာကြီးရဲ့မူရင်းစာသားအရတစ်ဖက်သားကိုမုံတီးနေခြင်းဟာကိုယ့်အိတ်ထဲမှာမိခဲကိုထည့်ထားတာနဲ့အတူတူပါပဲတဲ့။သူတစ်ပါးကိုစိတ်ဆိုးနေရင်သူကတော့အေးစစ်စစ်အိပ်ပျော်နေနိုင်ပေမဲ့ကိုကတော့အိမ်မပျော်စားမဝင်ဖြစ်နေတတ်ပါတယ်။ဒီနေရာမှာဆရာကြီးကခွင့်လွှတ်ခြင်းရဲ့အရေးပါပုံကိုပြပြတသားထောက်ပြထားပါတယ်။
ခွင့်လွှတ်တယ်ဆိုတာတစ်ဖက်သားကိုအနိုင်ပေးလိုက်တာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ကိုပူလောင်မှုတွေတဲကနေလွတ်မြောက်ခွင့်ပေးလိုက်တာပါအမုန်းတရားတွေကင်းစင်သွားတဲ့အခါစိတ်နှလုံးသားဟာအလိုလိုပျော်ရွှင်လာပါလိမ့်မယ်အခုအခန်း6မှာတော့ပျော်ရွှင်ခြင်းရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ယူသားခြင်းကြောင့်ကိုရောက်လာပါပြီ။ညာစီပီမိုးနင်းကပြောပါတယ်မရိုးသားတဲ့နည်းနဲ့ရတဲ့ပျော်ရွှင်မှုဟာကြောက်လန့်တကြားနဲ့စားရတဲ့ထမင်းတနက်လိုပဲတဲ့။သူတစ်ပါးကိုလှည့်ဖျားပြီးကြလာတဲ့အရာတွေဟာအပြင်ဘက်မှာစီစဉ်ရှိနေပေမဲ့အိယာဝင်တဲ့အခါကိုပြန်လိပ်ပြမတတ်တဲ့အတွက်တကယ်ပျော်ရွှင်မှုကိုမရနိုင်ပါဘူး။ယူသားတဲ့သူဟာဘသူ့ကိုမှစောင့်ကြမလို့သလိုဘသူ့အမြင်ကိုမှလည်းယူဆိုင်နေဖို့မလိုအပ်ပါဘူး။ငါဟာမှတ်ကန်တာကိုလုပ်နေတယ်ဆိုတဲ့အသည့်ဟာဘယ်ငွေကြေးနဲ့မှဝယ်လို့မရတဲ့စိတ်အေးချမ်းမှုကိုပေးပါတယ်။အဲ့ဒီစိတ်အေးချမ်းမှုရှိမှသာပျော်ပျော်ရွှင်ရွှင်နေနိုင်မှာဖြစ်ပါတယ်ရှင်။အခုအပိုင်း2မှာဒီမှာဖတ်ပြပေးခဲ့တဲ့သင်ခန်းစာတွေထဲမှာဆိုရင်ကျမတို့ရဲ့နေ့စဉ်လူမှုဘဝနဲ့လုပ်ခွင့်ထဲမှာတကယ်ကိုအသုံးဝင်လာပါတယ်။လက်ကိုချစ်တတ်ဖို့ခွင့်လွှတ်တတ်ဖို့နဲ့ယူသားဖို့ဆိုတာတွေဟာပျော်ရွှင်ခြင်းရဲ့ဥပဒေချက်တွေပါပဲ။အဲဒီကအထက်ခွန်မှာတော့အရန်ကိုလက်တွေ့ကျတဲ့အချက်ကိုထောက်ပြထားပါတယ်။ပကိုက်နေတဲ့သူတရားဟာဘလောက်ပဲတရားအားထုတ်ဘလောက်ပဲစိတ်ကောင်းထထဒီကေပြောဖို့လိမ့်မယ်တဲ့။ဒါဟာကြည်ကြလိုနဲ့အရန်မှန်တဲ့အချက်ပါပဲ။ကျမတို့ရဲ့စိတ်နဲ့ရုပ်ဟာခွဲခြားလို့မရအောင်ဆက်ဆက်နေပါတယ်။ဆရာကြီးကပြောထားတာကတော့ပျော်ရွှင်ခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဂရုစိုက်ဖို့မမေ့ပါနဲ့တဲ့အစားအသောက်အဲ့အနေနဲ့ကိုယ်လက်လှူရှာမှုတွေဟာပျော်ရွှင်ခြင်းရဲ့အခြေခံအုတ်မြစ်တွေပါပဲ။ကိုယ်ခန္ဓာကလက်ဆက်နေမှသာစိတ်ကလည်းကြည်လင်တဲ့အကျဉ်းဉာဏ်တွေထွက်လာနိုင်မှာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့အခန်း8မှာတော့အလေးအကျင့်တွေအကြောင်းကိုဆရာကြီးကဆိုထားပါတယ်။ကျမတို့နေ့စဉ်လုပ်နေတဲ့အသေးအမွှားအလေးကျင့်လေးတွေကကျမတို့ရဲ့ဘဝကိုပုံဖော်သွားတာပါ။ညာကြီးရဲ့ငွေစာသားကိုကုကာရရင်လူဟာအကျင့်ရဲ့အကျေးကျွန်ဖြစ်တယ်တဲ့အမြဲတမ်းညှဉ်းညူတတ်တဲ့အကျင့်ရှိရင်ဘလောက်ပဲကောင်းတာကြုံညှဉ်းညူနေမိမှာပါပဲအဲ့ဒီအစားနေ့တိုင်းတစ်ခုခုကိုကျေးဇူးတင်တတ်တဲ့အကျင့်မနဲ့စောစောထားတဲ့အကျင့်စာဖတ်တဲ့အကျင့်လေးတွေကိုမွေးမြူရင်အဲ့ဒီအကျင့်တွေကပဲတင့်ကိုပျော်ရွှင်တဲ့သူတရားဖြစ်အောင်ပြန်ပြီးပုံသွင်းပေးပါလိမ့်မယ်စိတ်နှောင်းတစ်ခုကိုမွေးမြူဖို့ကအစမှခက်ခဲပေမဲ့ရသွားတဲ့အခါမှာတော့ပျော်ရွှင်ခြင်းကလိုလိုရောက်လာမှာပါရှင်အခုအခန်း9ကတော့ဇာတိပီမိုးနေရဲ့နှစ်သက်ဆုံးဟောပြောချက်တစ်ခုဖြစ်တဲ့ရောင်ရဲခြင်းအကြောင်းပါပဲဇာကြီးကတတိပေးထားပါတယ်လောဘဆိုတာတောက်လေငက်လေဖြစ်တဲ့စားရည်နဲ့တူရဲ့တဲ့ကျမတို့ဟာတစ်ခုရရင်နောက်တစ်ခုထပ်လို့ခြင်းကြတယ်အဲ့ဒီထပ်လို့ခြင်းတဲ့စိတ်ကပဲကျမတို့ကိုအမြဲတမ်းပူလောင်နေစေတာပါဆောင်ရဲတယ်ဆိုတာတိုးတက်အောင်မလုပ်နဲ့လို့ဆိုလိုတာမဟုတ်ပါဘူး။ကို့မှာရှိတာလေးကိုတမိုးထားတတ်ပြီးလုံလောက်ပြီးဆိုတဲ့အသိနဲ့စိတ်ကိုအနာပေးတတ်ဖို့ပြောတာပါ။မရှိတာကိုလိုက်ရှာနေရင်နဲ့ရှိတာလေးကိုပျော်အောင်မနေနိုင်ရင်သင်ဘဝဟာအမြဲတမ်းပြေးလွှားနေရတဲ့အမောတွေနဲ့ပဲခေါ်ဆောင်သွားပါလိမ့်မယ်။ဒါကြောင့်ဒီနေ့ရရှိထားတဲ့အခွင့်အရေးလေးတွေကိုတမိုးထားပြီးရောက်ရဲခြင်းနဲ့ပျော်ရွှင်မှုကိုတည်ဆောက်ကြဖို့ဆရာကြီးကတိုက်တွန်းထားပါတယ်ရှင်။ဆရာကြီးကအခန်း30မှာသူ့ရဲ့ပူပန်ခြင်းရဲ့အတိတ်ပဲမရှိပုံကိုပြတ်သားထောက်ပြထားပါတယ်။ဆရာကြီးကပြောပါတယ်။စိုးရိမ်လို့ပြဿနာပြည်လည်သွားမယ်ဆိုရင်တော့တစ်နေ့လုံးထိုင်ပြီးစိုးရိမ်နေလိုက်ပါတဲ့။ဒါပေမဲ့တကယ်တမ်းမှာတော့စိုးရိမ်ခြင်းဟာပြဿနာကိုမဖြေရှင်းနိုင်ရုံတည်းမကပဲကျမတို့ရဲ့အုံနှောက်ကိုထုံထိုင်းစေပြီးအဖြေရှာမရအောင်ပိတ်ဆို့ထားတတ်ပါတယ်။ဆရာကြီးရဲ့အကြံပေးချက်ကတော့ဖြစ်လာမဲ့အဆိုးဆုံးကိုအရင်ဆုံးလက်ခံလိုက်ပါတဲ့အဆိုးဆုံးကိုလက်ခံနိုင်သွားတဲ့အခါစိတ်ဟာအေးချမ်းသွားပြီးဒီအခြေအနေကနေပြန်တက်လာဖို့နည်းလမ်းတွေကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်လာပါလိမ့်မယ်ရှင်။ဆက်လက်ပြီးတော့အခန်း7မှာတော့ကျမတို့ရဲ့စိတ်ဟာတိတ်နဲ့နာသက်ကြမှာဘယ်လိုလွင့်မြောက်နေတတ်တယ်လဲဆိုတာကိုဆိုထားပါတယ်။ဆရာကြီးကပြောပါတယ်။မနေ့ကကိစ္စတွေအတွက်လောင်တရနေတာရဲ့မနေ့ကအတွက်ကြိုပြီးစောင့်နေတာရင်ဟာပျော်ရွှင်မှုကိုတတ်နေတာနဲ့အတူတူပါပဲတဲ့။ကျမတို့မှာတကယ်တမ်းပိုင်ဆိုင်တာကဒီနေ့ဒီအချိန်ဒီအခိုက်အတန့်လေးပဲရှိတာပါ။မနေ့ကဖြစ်ခဲ့တာတွေကိုပြင်လို့မရသလို
မနေ့ဖြန်ကလည်းရောက်မလာသေးပါဘူး။ဒါကြောင့်ယနေ့ဆိုတဲ့တကားကိုပိတ်ပြီးဒီနေ့လောက်ဆန်ရှိတာကိုအကောင်းဆုံးလုပ်လိုက်တာ။ဒီနေ့ကိုအကောင်းဆုံးဆက်တန်းနိုင်ခြင်းကမနေ့ဖြန်အတွက်အကောင်းဆုံးပြင်ဆင်မှုပဲဖြစ်ပါရဲ့ရှင်။အခုအခန်းဆက်မှာတော့ကြာကြီးကစစ်သက်ပါရရခြင်းနဲ့လက်တွေ့ကြတဲ့နည်းလမ်းတစ်ခုကိုပြထားပါတယ်။အဲ့ဒါကတော့ကိုထက်နေပါတဲ့သူတွေကိုကြည့်ပြီးကိုယ့်ရဲ့ကံကောင်းမှုကိုသိမြင်ဖို့ပါပဲ။ကျမတို့ဟာကိုထက်ပါတဲ့သူတွေကိုကြည့်ပြီးငါမှဒါမရှိဘူး၊ဟွာမရှိဘူးလို့ညှိတွားနေတတ်ကြပါတယ်။ဒါပေမဲ့ကိုထက်နေပါတဲ့သူတွေကိုကြည့်လိုက်ရင်တော့ကိုမကျင်တဲ့ဖြစ်နေတဲ့အခြေအနေဟာတခြားသူတွေအတွက်တော့အိမ်မက်တစ်ခုဖြစ်နေတတ်ပါတယ်။ဒီတော့မှဖက်နဲ့မရှိလို့ဝန်းနေနေတဲ့သူဟာကြောက်နှစ်ပတ်လုံးမရှိတဲ့သူကိုမြင်လိုက်ရတဲ့အခါသူ့ရဲ့ကံကောင်းမှုကိုသဘောပေါက်သွားတယ်လို့မျိုးပေါ့။အထက်ကအခန်း73မှာပြီးကန်းခြင်းအကြောင်းကိုအရင်နှပ်ပါတဲ့တင်စားချက်နဲ့ရေးသားထားပါတယ်။ဆရာကြီးကပြောပါတယ်အလူပေးတယ်ပြီးကန်းတယ်ဆိုတာကိုယ်စီကရောသွားတာမဟုတ်ပါဘူး။ကိုယ့်ရဲ့နှလုံးသားထဲမှာပျော်ရွှင်မှုအမျက်တွေတိုးလာတာပါတဲ့။ကျမတို့ဟာတစ်ခုခုကိုရယူဖို့ပဲစူးစမ်းနေရင်စိတ်ကအမြဲတမ်းတင်းကျပ်နေတတ်ပါတယ်။ဒါပေမဲ့သူတစ်ပါးကိုစိတ်ရင်းနဲ့တစ်ခုခုကူညီလိုက်ရတဲ့အခါဒါမှမဟုတ်ပြီးခိုင်းလိုက်ရတဲ့အခါမှာရလာတဲ့ခြေနှုံးမှုဟာဘယ်ပစ္စည်းဥစ္စာနဲ့မှဝယ်လို့မရပါဘူး။ဆရာကြီးကပြောပါတယ်လောကကြီးမှာမေတ္တာထက်စွမ်းထက်တဲ့မျက်နှာမရှိဘူးတဲ့။မတို့ဟာတစ်ဖက်သားကိုမုန်းတီးမှုတွေနဲ့တုံ့ပြန်နေရင်လောကကြီးဟာပိုလောင်နေပါလိမ့်မယ်။ဒါပေမဲ့မေတ္တာနဲ့တုံ့ပြန်တဲ့အခါမှာတော့ကျန်သူဟာမိတ်ဆွေဖြစ်လာနိုင်တယ်လို့ကိုယ့်ရဲ့စိတ်ဟာလည်းငြိမ်ချမ်းသွားပါတယ်။မေတ္တာရှိသူရဲ့မျက်နှာဟာအမြဲတမ်းကြည်လင်နေတတ်ပြီးဘလို့အခက်ခဲနဲ့ကြုံကြုံတည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်စွမ်းရှိပါတယ်။မေတ္တာဆိုတာသူတစ်ပါးအတွက်တည်းမဟုတ်ပဲကိုယ့်ကိုယ်ပြန်လည်ကုသပေးတဲ့အကောင်းဆုံးစိတ်တစ်ခွက်လည်းဖြစ်ပါတယ်ရှင်။အခုအခန်း15မှာတော့ဆရာကြီးကနှိမ့်ချခြင်းအကြောင်းကိုသတိပေးထားပါတယ်။ဆရာကြီးကပြောပါတယ်မာနကြီးသူဟာပျော်ရွှင်မှုနဲ့ဝေးရတတ်တယ်တဲ့။အားကြောင့်လဲဆိုတော့မာနကြီးရဲ့သူဟာသူတစ်ပါးကသူ့ကိုအသေးမှကိုအမြဲကြောက်နေရလို့ပါပဲ။နှိမ့်ချတဲ့သူကတော့ဘာကိုမှကြောက်ကြမလို့တော့လူတိုင်းနဲ့လည်းသင့်တင့်အောင်နေနိုင်ပါတယ်။ဆရာကြီးကတိုက်တွန်းတာကတော့ကိုအမြဲမြင့်မြတ်သူလို့မထင်ပါနဲ့။လူတိုင်းစီကတည်ယူစရာရှိတယ်လို့သဘောထားပါ။နှိမ့်ချတတ်တဲ့စိတ်ရှိတဲ့သူဟာလောကကြီးမှာနေရတာပိုပြီးပေါ်ပါသလိုအမှန်နဲ့မိတ်ဆွေကောင်းတွေကိုလည်းဆိုင်နိုင်ပါတယ်ရှင်။ဆရာကြီးကအခန်း16မှာအရေးကြီးတဲ့အချက်တစ်ချက်ကိုသတိပေးထားပါတယ်။အဲ့ဒါကတော့စိတ်ကိုလိုမလိုက်ဖို့ပါပဲ။ဆရာကြီးကပြောပါတယ်စိတ်ဆိုတာကလေးနဲ့တူတယ်။လိုလိုက်ရင်ပိုဆိုးလာတတ်တယ်တဲ့။ကျမတို့စိတ်ထဲမှာပေါ်လာသမျှအလိုမကျမှုတွေဒေါသတွေကိုအလိုလိုက်နေရင်ကျမတို့ဟာစိတ်ရဲ့ကျွန်းဖြစ်သွားပါလိမ့်မယ်။ဆရာကြီးရဲ့အကြံပေးချက်ကတော့စိတ်မှာမကောင်းတဲ့အတွေးဝင်လာရင်ချက်ချင်းသိလိုက်ပါပြီးရင်အကောင်းဘက်ကိုချက်ချင်းလှည့်လိုက်ပါစိတ်ကိုမိမိရဲ့အုပ်ချုပ်မှုအောက်မှာထားနိုင်တဲ့သူဟာလောကမှာအပျော်ရွှင်ဆုံးသူဖြစ်လာပါလိမ့်မယ်ရှင်ဟုတ်ရဲ့နောက်ဆုံးခန်းတွေမှာတော့ဆရာကြီးကပျော်ရွှင်ခြင်းကိုအမြဲရှင်သန်နေစေဖို့နေ့စဉ်ကျင့်စဉ်လေးတွေကိုအနှစ်ချုပ်ပေးထားပါတယ်နံပါတ်1နနက်ခင်းအိယာထားတာနဲ့ဒီနေ့ဟာငါအတွက်ဘုဒ္ဓံနဲ့နေ့တစ်ပဲလို့ဝမ်းမြောက်စွာခံယူပါနံပါတ်2နေ့လည်ခင်းအလုပ်ထဲမှာလူအခက်အခဲကြုံဒါဟာငါ့ကိုပိုတော်လာအောင်လေ့ကျင့်ပေးတာပဲလို့သဘောထားပါနံပါတ်3ညနေခင်းအိယာမဝင်ခင်ဒီနေ့မှလုပ်ခဲ့တဲ့ကောင်းမှုလေးတွေကိုပြန်တွေးပြီးပီတိဖြစ်ပါဆရာကြီးကပြောပါတယ်ပျော်ရွှင်ခြင်းဆိုတာတစ်ချိန်တည်းနဲ့ရတာမဟုတ်ပဲနေ့တိုင်းတူးထောင်ရတဲ့ပန်းပင်လေးနဲ့တူတယ်တဲ့ဆိုရင်ကျမတို့ဟာဆရာကြီးပင်မိုးနေရဲ့ပျော်ပျော်ရွှင်ရွှင်စာအုပ်ရဲ့အဆုံးသတ်ကိုရောက်ရှိလာပါပြီဆရာကြီးကဒီစာအုပ်ကိုဒီလိုစကားလုံးလေးနဲ့နေကုန်းချုပ်ထားပါတယ်။လောကကြီးမှာသင်ဟာတယောက်တည်းမဟုတ်ပါဘူး။သင်ရဲ့ပျော်ရွှင်မှုဟာတစ်ကမ္ဘာလုံးကိုတောက်ပစေနိုင်တယ်လို့သင်ရဲ့ဝမ်းနည်းမှုဟာလည်းပတ်ဝန်းကျင်ကိုအမောင်းချနိုင်ပါတယ်။ဒါကြောင့်မိမိကိုယ်တိုင်အတွက်ရောလောကကြီးအတွက်ပါပျော်ရွှင်ရွှင်နေထိုင်သွားကြပါတဲ့။ဒီစကားလေးဟာကျမတို့အားလုံးအတွက်တကယ်ကိုအဖို့တန်လာပါတယ်။ခုလိုဆရာကြီးပင်မိုးနေရဲ့ပျော်ပျော်ရွှင်ရွှင်ဝတ္ထုကိုကျမနဲ့အတူအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ဆရာချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ဆရာကြီးပင်မိုးနေရဲ့ဒီလမ်းညွှန်ချက်တွေဟာနားဆင်သူတို့ရဲ့ဘဝတစ်ခုမှာခွန်အားတစ်ခုဖြစ်စေခဲ့မယ်လို့ယုံကြည်ပါတယ်ရှင်။
ဒီတန်ခီးစဉ်လေးမှာရှင်အကြိုက်ဆုံးအပိုင်းဒါမှမဟုတ်အကြိုက်ဆုံးချက်ကလေးကဘာများဖြစ်မလဲရှင်ကွန်မန့်မှာအားလုံးနဲ့တူမျှဝေပေးခဲ့ပါအောင်နော်မရဲ့ channel လေးမှာနောက်ထပ်လည်းအဖို့ရစာအကောင်းတွေကိုအခုလိုမျိုးပဲအနည်းချုပ်လေးတော့၎င်းစံထုတ်ခုဖြစ်တော့၎င်းဆက်လက်တင်ဆက်ပေးသွားမှာမို့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးလည်းပျော်ရွှင်အေးချမ်းတဲ့ဘဝကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်